အရက်မတောက်တဲ့သူတွေမှာလည်းအသည်းအဆီဖုံးနိုင်တယ်ဆိုတာကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့အသည်းအဆီဖုံးတယ်ဆိုတာဘာလဲဘယ်လိုလူတွေမှာအဖြစ်များလဲဆိုတာနဲ့မဖြစ်အောင်ဘယ်လိုမျိုးတတိထားနေထိုင်ရမလဲဆိုတာတွေကိုကျန်းမာရေးဘုဒ္ဓရာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်အသည်းအဆီဖုံးတယ်ဆိုတာကဘာလဲဆိုလို့ရှိရင်နားလည်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်အသည်းထဲမှာအဆီတွေစုပုံလာတဲ့အခြေအနေတစ်ခုကိုဆိုလိုတာဖြစ်ပါတယ်အသည်းအဆီဖုံးတာကိုလူတော်တော်များများကအရက်တောက်တတ်တဲ့သူတွေမှာပဲဖြစ်တယ်လို့ထင်တတ်ကြပါတယ်တကယ်တော့အရက်မတောက်တတ်တဲ့သူတွေမှာလည်းအသည်းအဆီဖုံးတာဖြစ်နိုင်ခြေရှိပါတယ်ဘယ်လိုလူတွေမှာအဖြစ်များတယ်ဆိုလို့ရှိရင်တော့အဝလုံပြီးတော့ဒီဘိုက်ပူနေတဲ့သူတွေကိုလေးချိန်များတဲ့သူတွေမှာဖြစ်နိုင်ခြေရှိပါတယ်။စီးချိုယောဂါရှိတဲ့သူတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။သွေးတွင်းအဆီချက်များတဲ့သူတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။အချိုတက်လွန်ခဲ့တဲ့အစားအစာတွေအဆီစိမ့်တွေပြီးတော့ဒီအသင့်ပြင်ဆင်ထားတဲ့ ready made အစားအစာတွေကိုမကြာခဏစားလိရှိတဲ့သူတွေအဲ့လိုလူမျိုးတွေမှာလည်းအသည်းအဆီပုံတာဖြစ်နိုင်ခြေရှိပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒီလေးချိန်ငန်းမလုပ်တာပေါ့နော်ကိုယ်လက်လှုပ်ရှားအားနေပြီးတော့အထိုင်များတတ်တဲ့သူတွေမှာဆိုလို့ရှိရင်လည်းအသည်းအဆီဖုံးတာဖြစ်နိုင်ခြေရှိပါတယ်အသည်းအဆီဖုံးတဲ့ယောဂါကဒီအစောပိုင်းတွေမှာယောဂါလက္ခဏာမပြတတ်တာဖြစ်တဲ့အတွက်ကြောင့်လူတော်တော်များများကသတိမထားမိကြပါဘူးကျန်းမာရေးစစ်ဆေးမှုပြုလုပ်တဲ့အခါမျိုးတွေကြမှာလာပဲသတိထားမိတာမျိုးတွေ့တာမျိုးရှိတတ်ကြပါတယ်ဒါပေမဲ့မိမိမှာအသည်းအဆီဖုံးယောဂါရှိနေပြီးတော့ဂယုမပြုတ်ဘူးလစ်လူရှုထားမယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာအသည်းရောင်ရမ်းတာမျိုးတွေအသည်းမှာအမာရွတ်ဖြစ်လာတာမျိုးတွေနဲ့အိတ်ထက်ဆိုးမယ်ဆိုလို့ရှိရင်ဒီအသည်းခြောက်တာတွေအထိဖြစ်နိုင်ခြေရှိပါတယ်ဒါကြောင့်မလို့မပေါ်ဆစေချင်ပါဘူးအသည်းစီဖုံးတာကိုစောစောစီစီကုသမယ်ဆိုလို့ရှိရင်စောစောစီစီသိမယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့ view site လို့ရပါတယ်အဲ့တော့အသည်းစီဖုံးတာမဖြစ်အောင်ဘယ်လိုမျိုးတတိထားနေထိုင်ရမလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အလေးချိန်ပေါ့နော်ခန္ဓာကိုယ်အလေးချိန်ကိုအတက်နိုင်ဆုံးထိမှာအဝမလွန်အောင်တေချာလေးဂယုစိုက်ပေးပါနေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ငယ်လုပ်ဖို့အတွက်မပြင်းပါနဲ့အနည်းဆုံးတစ်နေ့ကိုနိုင်ဝက်45မိနစ်လောက်နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ငယ်တေချာလေးပြုလုပ်ပေးပါပြီးတော့အစားအသောက်ကိုအတက်နိုင်ဆုံးကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အစားအသောက်တွေကိုအတက်နိုင်ဆုံးရွေးချယ်ပြီးတော့စားသုံးပေးပါဒီလိုစီးချိုယောဂရှိတဲ့သူဆိုလို့ရှိရင်လည်းမိမိရဲ့သွေးရင်းတခြားတဲ့ကိုအတက်နိုင်ဆုံးတေချာလေးထိန်းပေးစေချင်ပါတယ်အရက်တောက်တတ်တဲ့သူဆိုလို့ရှိရင်တော့အရက်ဖြတ်ဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်ကျန်းမာရေးကောင်းဖို့အတွက်နေ့စဉ်ကိုယ့်ရဲ့နေထိုင်မှုပုံစံစားသောက်မှုပုံစံလေးတွေကိုတေချာလေးယူဆိုင်စေချင်ပါတယ်ကျန်းမာရေးကောင်းဖို့အတွက်ဒီ6လတစ်နှစ်တေချာစူးစမ်းမယ်ဆိုတာထက်ကိုတနေ့တာပေါ့မိမိရဲ့တနေ့တာကိုပဲတေချာလေးယူဆိုင်ပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့ကျန်းမာရေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အလေးချိန်ကောင်းတွေတည်ဆောက်မယ်ဆိုလို့ရှိရင်လည်းတည်ဆောက်မယ်ဆိုတဲ့အကြောင်းကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်အခုလိုမျိုးကျွန်တော်ဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ပူးတူလာရမယ်သိပညာတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်သိကျင်တာတွေမေးကျင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်အားလုံးပဲကျန်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ